Freedom for Future Channel ကိုနားဆင်ပေးကြတဲ့မိဘပြည်သူများအားလုံးမင်္ဂလာပါရှင်။ကျွန်မကတော့ဇွန်နီဖြစ်ပါတယ်။ဆီယမကျူရဲ့ရေကန်ပြီးမှဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြပေးသွားပါမယ်ရှင်။ရေကန်ပြီးမှသူတစ်ချိန်ချိန်မှပြန်လာမှလို့ကျွန်တော်ထင်တယ်။သူ့ကူကကျမနောက်မှရင်ခတ်တူတူပြောသည်ဟုတ်ကဲ့ကန်ဆက်တွေမတက်ရရင်ကန်ရည်ပြင်ကျဲကြီးကိုငေးကြည့်ခိုင်းလွန်ခဲ့သည့်12နှစ်ကသူချွတ်ထားခဲ့သည်ဆိုတော့ဖနက်တင်ကြောင်းကျမစဉ်းစားနေမိသည်ဘာဖနက်ဖြစ်မလဲသူဘာဖနက်စီးတက်ခဲ့တယ်လဲဂရီဘာတဲချွတ်တဲ့တရေဖနက်လားတရေခွင်းတိုးစလစ်ပါဖနက်လားပြန်စဉ်းစားကြည့်တော့ရေးရေးမြပင်ပေါ်မလာခဲ့တာမန်ချိန်တွေတုန်းကကျမတို့အတွက်ဖနက်ကတိတ်အရေးမပါလို့ပါပဲသူပျောက်ဆုံးကစားကတော့သူဖနက်ကတိတ်အရေးပါခဲ့ပြီဒါသူဖနက်စစ်လားသူရေကန်ထဲသို့ဆင်းခဲ့ပါသည်ဟုပြောချင်လို့တမင်ဖနက်ကိုချွတ်ပြချန်ထားခဲ့လေသလားသူဖနက်သည်ရာဘာဖနက်ဆိုလေရှေးပေါ်ပေါ်လိမ့်မည်ချွတ်ထားခင်မှခြေရလက်ရမမြင်ရမှာပေါ့တရေဖနက်ဆိုလေရောတရေဖနက်ကိုကံမောင်မှချွတ်ထားခဲ့ခြင်းသည်လက်ဆလက်နာကိုတမင်ချန်ထားခဲ့ခြင်းဟုယူဆနိုင်သည်တရေဖနက်ကရေပေါ်မှာပေါ်မမပေါ်တာပေါ်လို့လားအင်းလေအခုချိန်ကြတော့လေအရေးကြီးသည်ကဖနက်မျိုးစားမဟုတ်ပျောက်ဆုံးခြင်းမျိုးစားပါဖြစ်သည်သူကျမတို့ပဝင်းကျမပျောက်ကွယ်သွားတာလားသို့မဟုတ်ကမ္ဘာလောကကြီးမှပျောက်ကွယ်သွားတာလားကမ္ဘာလောကကြီးမှပျောက်ကွယ်သွားတာဆိုရင်တော့အထူးဆန်းပါသူရှေ့ဆက်ပြီးတည်ရှိနေကြမလို့တော့ဘူးဟုဆုံးဖြတ်လိုက်လို့ပဲပေါ့သို့တော့ကဘာကြီးတွေကပျောက်ကွယ်သွားတာမဟုတ်ပဲကျမတို့ပတ်ဝန်းကျင်မှာပျောက်ကွယ်ရုံသာပျောက်ကွယ်သွားခဲ့တာဆိုရင်ဗဟေရီတွေကမဆုံးနိုင်တော့ဘာကြောင့်လဲဘယ်နေရာမှာသူရှိတယ်လဲဘာလုပ်နေတယ်လဲသူ့ကိုတတိယစွာကြံ့ရင်ခံပြီးသူ့အတိုင်းဝိုင်းကိုသူမမြင်ကွယ်ရမှာတနေရာရာမှာစောင့်ကြည့်ပြုံးရနေမလားသို့မဟုတ်တရင်နားထောင်ရင်ခါတီးနေလိမ့်မလားသူတနေရာရာကိုဆက်မြုပ်ပြီးထွက်သွားတာဗျကျွန်တော်သိပါတယ်တကယ်တော့ကျမမျက်သူအကြောင်းသိမသိခဲ့ပါကျောင်းမာတော့ကမျက်သူသည်ကျမတို့နဲ့ခုံနမနေ၏သို့တော့တွဲနေခဲ့တာမဟုတ်သူပျော်ရွှင်တတ်သည်ကျောင်းသူတွေကိုညစ်ပတ်သည့်မျက်လုံးမျိုးဖြင့်မကြည့်တတ်စားနောက်သောမျက်လုံးများဖြင့်သာကြည့်တတ်သည်တခါတော့ကကျမစီသို့စားတိုင်းမှစားတစ်စောင်ရောက်လာဘူးသည်စာရိုက်တစ်စိတ်ရမန္တလေးတစ်မြို့တွေကထည့်လိုက်သောစာဖြစ်သည်ကျမမသိသည့်လက်ရည်ဖြစ်သည်ဘယ်ကစာပါလဲဟုဖောက်ဖက်လိုက်သောအခါအတွင်းမှာအသေးစားကပြခက်ပြုတ်ပြုတ်ဖြင့်ရေးထားသည့်စာတွေလက်ရည်အပြောင်စားလေးတွေဖြင့်ဘာမှအထိပ္ပယ်မရှိသောကုစီကွာစီဆိုသောစကားလုံးတွေကစာတစ်ကြောင်းတွတ်တွတ်တွတ်ဆိုသောစကားလုံးတွေကစာတစ်ကြောင်းအိုးအများကြီးပါပဲကျမမှာတငယ်ချင်းနဲ့တူစာကိုဖတ်ပြီးရေးလိုက်ရတာနောက်တော့မှမျက်သူရေးသည့်စာမှန်သိသည်ကောင်းဆုံးလေးဟုကျမစိတ်မဆိုးပဲရေရွတ်မိသည်သူကတိတ်နောက်တက်တယ်သူစကားဘယ်တော့မှအကောင်းမပြောဘူးအမြဲရှွတ်နှောင်နေရသူ့အတွင်ကျမတော့ရင်နေတော့တာပါပဲကောလိပ်နေ့ရက်များကြောင့်ကျမပြန်စဉ်းစားရင်သူ့အကူကိုပြောမိပါသည်ဟုတ်တယ်သူကပြောတတ်တယ်ရည်စရာကိုပဲရှာကြံနေတတ်တယ်ဒါကြောင့်ကျွန်တော်လက်မခံနိုင်တာပေါ့ဒီရေကန်ထဲမှာသူမရှိနေပါဘူးသူတခြားတနေရာမှာရှိနေမှာသိကြတယ်ဗျာကျမကိုမြင့်သူကိုငေးကြည့်မိသည်သူ့မျက်လုံးတွေကဆွဲမြဲစွာယုံကြည်နေကြောင်းဖော်ပြနေသလားကျမမဖတ်တတ်ပါကျမဒီမျိုးကိုဘာကြောင့်လာတာလဲဟုသူ့ကိုကမမေးပါမြတ်သူကိုစုံစမ်းဖို့ဟုဖြေလို့မရနိုင်ဘာကြောင့်လဲဆိုတော့မြတ်သူသိဆုံးသွားသည်ဟုအလုံးကလက်ခံလိုက်ရသောထို့အဖြစ်ပေါ်ခဲ့သည်မှာ15နှစ်လောက်တောင်ကြာခဲ့ပြီကိုအခုမှမြတ်သူပျောက်ဆုံးရခြင်းကြောင့်ကိုရှာဖွေစုံစမ်းမိဆိုတာအလုံးမမဟုတ်ပဲတော်ပါသေးသည်ကျမဘာမှပြောစရာမလိုခဲ့ပြီကျမမမဦးပါအကြောင်းတော့ကမြတ်သူရဲ့အတန်းပေါ်ပါဒီလောက်နဲ့ပင်သူ့ကိုကကျမအားနှွေးထွေးစွာကြိုဆိုခဲ့သည်သူတို့အိမ်ကအကြီးကြီးအပေါ်ထက်မှအခန်းတစ်ခန်းလွတ်နေသည်ကိုသူကတော့ဖွင့်ပြ၏ဒါမြတ်သူနေခဲ့တဲ့အခန်းပဲရေကန်ထဲမှာရှာကြည့်သေးတယ်မဟုတ်လားရှာတာပေါ့ဗျာ3ရက်တိတိရှာတယ်ဘာလောင်းမှမတွေ့ဘာစားနာမှတော့မတွေ့ဘူးအဲ့လိုဖြစ်တယ်လို့လား
ဘယ်ဖြစ်တယ်မလဲရေကန်ဆိုတာမြစ်လိုစီးဆင်းနေတာမှမဟုတ်ပဲရေသေးလေဘာဖြစ်စီရွယ်ကြကန်အောက်ချင်မှာရှိကိုရှိနေရပဲလူတယောက်လုံးရဲ့ကိုယ်ခန္ဓာကိုမတွေ့ရဘူးဆိုတော့မရှိလို့ပေါ့ဒီတော့မြတ်သူမသေးဘူးသူကတေချာပေါင်းသိနေတယ်လို့မျက်နှာထားဖြင့်ခက်ပြက်ပြက်ပြောသည်ဖက်နှက်ကိုထားခဲ့တယ်ဆိုဒါကတမင်ထားခဲ့တာဆိုတာထင်ရှားတာပဲအော်ရေကန်ထဲဆင်းကြသူများရင်ဘယ်နှယောက်ကဖက်နှက်စီးပြီးဆင်းသွားခဲ့တယ်လဲကျမသိကြလိုက်တာသူ့ဖက်နှက်တော့ဟုတ်တယ်မလားသူကကျမကိုဖြတ်ကနေလဲကြည့်သည်ကျွန်တော်သူ့ဖက်နှက်ကိုသိပါတယ်ဒီလိုလေယောက်ျားဖက်နှက်တွေကတစ်ခုနဲ့တစ်ခုတော်တော်တူကြတယ်မဟုတ်လားမင်းမစည်းဖက်နှက်တွေလိုပုံစံမျိုးမျိုးမရှိဘူးလေဒီတော့ပုံစံတူစင်တူဖက်နှက်တွေအဲ့ဒါသူ့ဖက်နှက်တော့သိကြပါတယ်သူကလမ်းသွားရင်ခြေထောက်ကအတွင်းကိုခွင်ပြီးရှောက်လို့ရှိရဒီတော့သူ့ဖက်နှက်ကအတွင်းဘက်မှာခွက်ပြီးနည်းနည်းရိုင်းနေတယ်ဟုတ်ပါပြီလေကျမဖက်နှက်ကရောကျမကဘလို့များလမ်းလျှောက်တတ်ပါလဲကိုတတိမထားမိပြီကျမသည်ကိုခြေထောက်ကိုမသိမသာငုံကြည့်လိုက်မိသည်နေအောင်ပြီးမှဖက်နှက်ချွတ်ကြည့်ရမယ်သူဘာဖက်နှက်ချွတ်ထားခဲ့ရလဲကျမမိကုန်းကိုသူနားမလဲလိုက်ခမပြန်မေးသည်အော်သူချွတ်ထားခဲ့တာတရေဖက်နှက်လားရာဘာဖက်နှက်လားလို့သိချင်လို့ပါတရေဖက်နှက်ပြဂရိဘာတဲချိုအနက်နဲ့တရေဖက်နှက်ကရေပေါ်မှာဆိုးလို့ချွတ်ထားခဲ့ရလားရေပေါ်ပုံမပေါ်တော့မသိဘူးဗျဒါပေမဲ့ရေထဲကိုဆင်းရင်တော့ဘယ်သူမှဖက်နှက်စီးပြီးမဆင်းဘူးထင်တယ်ဟုတ်မှာပါတကယ်ရေထဲဆင်းသူပဲဖြစ်ဖြစ်ဆင်းခဲ့ဟန်ဆောင်သူပဲဖြစ်ဖြစ်ဖက်နှက်ကိုချွတ်ခဲ့ကြမှာကြည့်ပါပဲစာရီဘာရီရောရေးထားခဲ့သေးလားမရေးဘူးအဲ့ဒီနေကြောင်ကျမကိုပြောပြပါလားယင်သူခဏတွေ့ဝေသွားပြီးနောက်ပင်သက်တစ်ချက်ရှိုက်သည်အဲ့ဒီနေရာတခြားနေတွေလိုပါပဲဘာမှထူးထူးခြားခြားမရှိပါဘူးခါတိုင်းလိုပဲသူမနက်10 နာရီကျမှအိပ်ရထားတယ်ကော်ဖီနဲ့မုတ်စားတယ်ဆက်လိုက်တော့တယ်ကျွန်တော်နဲ့သူမဟုတ်တူဆိုင်ခါတိုင်းရက်တွေမှာတော့သူဆက်လိုက်ဖြတ်ဖို့ကျွန်တော်ပြောမိတတ်သေးရဲ့အိမ်ညဖြင့်ဘာမှမပြောလိုက်ပါဘူးညကြည့်ရဲ့ဗီဒီယိုအကြောင်းမပြောဖြစ်တယ်မမေရအဲ့ဒီမတိုင်ခင်ညကသူနဲ့ကျွန်တော်ကြည့်ဖြစ်တဲ့ကားက Clint Eastwood ရဲ့ခေါင်းပွိုင်ခါပြခေါင်းနဲ့ဟိုကျမစိတ်ထဲကတွေးလိုက်မိသည်စကားပေါ်မှာအထာအနာကောက်ပြီးစိတ်ညစ်သွားတာတို့စိတ်တက်ကြသွားတာတို့မရှိသေးတဲ့ချက်ချင်းတော့ခြေရခံမိမှာမဟုတ်သူတကယ်သာရေကန်နဲ့ဆင်းသွားတာဆိုရင်ပြပြသွေးအေးကိုပဲဆင်းသွားတာပဲကောင်းပြီသူရေကန်ထဲမှာမရှိဘူးဆိုပါတော့သူဘာမှရှိနိုင်တယ်လဲသူဘယ်ကိုများသွားမှာမို့လဲကျမတို့လိုတငယ်ချင်းတွေမသိနိုင်တဲ့တနေရာရာသူမိသားစုဝင်တွေလိုက်မရှာနိုင်တဲ့တနေရာရာမဟုတ်သေးဘူးသူပုံအောင်ထွက်ခွာမိနေရသည်အဲ့ဒါလောက်ခက်ခဲစရာမလိုဘူးဘာကြောင့်လဲဆိုတော့သူ့မှာအချိန်3ရက်တောင်ရသည်3ရက်တွင်သူခရီးမိုင်ပေါင်းများစွာပေါက်ရောက်နိုင်သည်သူရေကန်ထဲဆင်းသွားသည်ထင်လို့ရေကန်တစ်ဝိုက်မှာပဲသွေးယူသွေးတန်းရှာဖွေနေကြသည့်အခိုက်မှာပေါ့ကျွန်တော်ဘလို့မှမထင်တာဘူးသူဒီလိုလုပ်လိုက်မယ်လို့နည်းနည်းမှမထင်ထားပါဘူးဟုတ်တယ်အဲ့ဒီနေကောင်းတယ်တေးပြီးချင်ရတဲ့သူတယောက်ကိုဘယ်သူမှလိုက်မရှာကြပါဘူးသူ့ကိုတခြားနေရာတွေမှာလိုက်ရှာသေးလားအလောင်းမတွေ့ဘူးဆိုတော့ရှားတာပေါ့ဟိုနေရာတွေ့နုံဒီနေရာတွေ့နုံပဲကျွန်တော်တို့လူစုခွဲပြီးရှာရတယ်မျိုးရင်းမျိုးပြင်ပေါ့ဒါပေမဲ့မတွေ့ပါဘူးပျောက်တော့သူရှာရင်တွေ့တယ်ဆိုတဲ့စကားပုံအခုတော့အလကားဖြစ်နေတာပေါ့ဗျာကျမရဲ့ညနာကိုဖြတ်တန်းတိုက်ခတ်သွားတော့လေသည်အေးဆန်နေမှုရနတစ်ခုပါသည်စိတ်ဘလူးနှံ့ဟုထင်သည်မသေးကြပါစိတ်ဘလူးပန်းတွေဟာနေကင်းနေလေမှာပွင့်တက်ကြလို့လားကျွန်တော်စေးရုံတွေမှာရှာတယ်အကျဉ်းအောင်တွေမှာစုံစမ်းတယ်မြတ်သူတို့လိုလူမျိုးတွေပျောက်ပြီဆိုရင်ပထမဆုံးရှာကြည့်ကြမည့်နေရာနှစ်ခုပဲပေါ့ဟုကျမခါသက်စွာတွေးမိသည်ကျမပျောက်လင်ကောကျမရဲ့ယောက်ျားကဘယ်မှရှာမှာပါလဲစေးရုံလားသူလိုက်ကိုရှာပါမလားရဲစခန်းမှာရောလူပြောက်တိုင်သေးလားတိုင်တာပေါ့ဗျာ3ရက်ကြာပြီးမှတိုင်တာဆိုတော့နည်းနည်းတော့နောက်ကျသွားပြီသူ့ဖက်နှက်ကိုဘယ်မှာတွေ့ရလဲကျမသိကြလို့သူကအံ့ဩဟန်ဖြင့်ကျမအားငေးကြည့်ပြီးမှခတ်တာတာပြုံးကခေါင်းဆက်လျက်ရှေ့သို့လျှောက်သွားသည်အရေးကောင်းသောတစ်ပင်ဆူဆူပေါက်ရောက်နေရသူဖြစ်ပါသည်ထို့နေရာသည်ရေကန်ဝန်းကျင်တစ်ခုလုံး၏အမြင့်ဆုံးမြေပြင်ဖြစ်သည်ရေကန်ပေါင်းလိုဖြစ်နေသောမြေမုံမုံမမောက်တိရွက်ကြွေတွေဖြင့်ခင်းကျင်းထားသောနေရာအရေးကောင်းသောနေရာကျမသာဆိုရင်ဟောဒီနေရာမှာစာအုပ်တအုပ်ပေါင်မိုးတစ်လုံးရေတဘူးဖြင့်တနေ့ကုန်နေနိုင်ပါသည်
ဟောရီတပင်ချီမှာပဲသူ့ဖက်နှက်ကိုတွေ့ခဲ့တာတပင်ကိုကျမမောကြည့်လိုက်သည်ပုံညက်ပင်ဖြစ်သည်ကောင်းငင်စီတို့သာပွင့်အားတိုးထွက်နေသည့်ပုံညက်ရွက်တွေကအစိမ်းရင်းမှောင်မှောင်တောက်ပါနေသည်အဲဒီချိန်တုန်းကပုံညက်တွေပွင့်ခဲ့လေသလားမသိအခုတော့ပုံညက်သေးတွေကိုဂိုင်းပြမှာမြင်နေရပါသည်ကျမငယ်ငယ်တုန်းကပုံညက်သေးတွေတတိယလင်းသိပ်ပျော်၏ပုံညက်သေးကိုသုံးပုံတစ်ပုံလောက်ထိတ်မှဖြည့်ယူလိုက်ပြီးအစီကိုထုတ်ယူကအသီးကုန်ခွက်ကလေးကိုအုံမုတ်ခွက်လို့လက်ကင်ရိုးတက်လျက်ကစားစရာရှင်မုတ်အသေးစားလုပ်လို့ရသောကြောင့်ဖြစ်သည်ဖနက်ကညင်ညင်ညာညာလေးချွတ်ထားခဲ့သလားအဲ့လိုလေးကမန်းကရန်းချွတ်ထားခဲ့တာမဟုတ်ပဲဖနက်နှစ်ဖက်လုံးအစီအစဉ်တကျရှိနေသလားသူခါတက်တက်ပြောလိုက်သည်သူချွတ်တုံကတော့ညီချင်နေလိမ့်မယ်ကျွန်တော်တို့တွေ့တာကနောက်တစ်နေ့မနက်ကျတညလုံးပြန်မလာတော့ကျွန်တော်ကတိတ်ဆိတ်မပုံမိဘူးတော်ဒီလိုပဲတငယ်ချင်းတွေနဲ့တူဟိုဟိုတီတီညအိမ်နေကြမို့လေမနက်လင်းတော့အိမ်ပြန်မလာနဲ့ကျွန်တော်သူ့တငယ်ချင်းတွေအိမ်လိုက်မိတယ်အဲ့တော့မှသူ့ကိုမနေ့ကနေ့လေအားစားပြီးဘယ်သူမှမတွေးလိုက်ဘူးဆိုတာသိလိုက်ရတော့တယ်ကျမပြောင်းရင်လည်းကျမယောက်ျားကချက်ချင်းမသိနိုင်ဘယ်သိနိုင်မလဲသူကတနေ့ကုန်အိမ်ကတ်တီမှမရှိပဲတနေ့ကုန်တနေ့ကန်ထွက်ညနေဆောင်မှအိမ်ပြန်လာပြီးကျမစပွဲအန်ဆွဲရကပတ်စံတွေကိုနှိုက်ယူတတ်တာကျမတနေ့ကုန်ဆက်ချုပ်ရတာဘလောက်ပင်ပန်းနေလဲကျမနေကောင်းလားမကောင်းဘူးလားသူစိုးရင်ပူပန်ခြင်းမရှိတဲ့အိမ်မှာကျမမရှိခြင်းကိုတော့သူတိအောင်တိအောင်မှမဟုတ်နေကင်းထမင်းစားချိန်တစ်ခုပဲတတိထားရမည်သူနဲ့စကားပြောတဲ့အခါကျမတက်နိုင်သမျှစိတ်ကိုငြိမ်သက်စွာထားရမည်သူဘလို့အပြင်းကြီးကြီးစိတ်မတွန်းနဲ့သူဘလို့ပဲဟင်းကြီးများများစိတ်မကွက်နဲ့သူဘလို့ပဲကျမပေါ်မညာတာသည်ဖြစ်စေဒေါသမထွန်းမိစေနဲ့ပုံမှန်လေးနေပြလိုက်ကိုထိန်ချုပ်ကြည့်ရမည်ပုံမှန်မဟုတ်သည့်အပြုအမူစကားဘာမှမရှိစေနဲ့ကျမပုံညက်ပင်ကိုမောကြည့်လိုက်မိသည်သူပုံညက်ပင်အောက်မှာဘယ်နှနာရီကြာအောင်ထိုင်နေခဲ့ပါလဲသူဘာတွေတွေးနေခဲ့မိပါလဲသူ့အတွေ့ကိုကျမခံမှန်းကြည့်ရင်မှန်နိုင်မိချင်ပါသည်သူအဲ့ဒီချိန်တုန်းကခံစားနေရသည့်စိတ်နဲ့အခုကျမခံစားနေရသည့်စိတ်ထပ်တူမကြသည့်တိုင်အောင်နေတော့နေဆက်ပါလိမ့်မည်လူထူထပ်သည့်ရေကန်ကိုရွေးချယ်ခဲ့ခြင်းကပင်သူရေကန်နဲ့ဆင်းသွားသည်ဟုသောသတင်းကိုပြန့်နှံ့စေခြင်းလိုပဲမဟုတ်လားအခုထိကျွန်တော်ကတော့သူ့ကိုစောင့်နေစေပါပဲ15နှစ်ဆိုသောကာလမှာလူတစ်ယောက်အိမ်ပြန်လာဖို့မျှော်လင့်ရန်အတွက်တိတ်များလွန်လာသည့်အချိန်ဖြစ်သလားကျမရဲ့အဖိုးသည်ကျမအဖွားကိုငါအောက်ပြီးခဏသွားလိုက်အောင်မယ်ဟုပြောပြီးထွက်သွားလိုက်တာဘယ်တော့မှပြန်မလာတော့ဘူးဟုမမေကပြောခဲ့ဘူးသည်ကဘာကြီးမှာပျောက်သောသူတွေအများကြီးတချို့ကပျောက်မှန်းတည်ပျောက်သည်တချို့ကတည်သလားပျောက်သလားမသိရအောင်တရင်အစာနာမရပဲပျောက်သည်ပျောက်ဆုံးသွားသောလူတွေအများကြီးရဲ့မှာမြတ်သူတယောက်တိုးလို့ဘာမှမထူကြသလိုကျမတယောက်တိုးရင်လည်းဘာမှထူကြမှာမဟုတ်ပါဒါပေမဲ့မြတ်သူဘယ်မှာဘာလုပ်ပြီးအသက်ရှင်ရပ်တည်နေပါသနည်းမြတ်သူပျောက်ဆုံးသွားသည့်15နှစ်အတွင်းမှာဘယ်နေရာမှမြတ်သူနဲ့ဆင်တူလူတယောက်တွေ့ခဲ့သည်ဆိုတာမျိုးမကြားခဲ့ရဟုမြတ်သူကပြောသည်တကယ်မသေးပဲတည်သည်ဟုအများကထင်အောင်ဟန်ဆောင်ရခြင်းလို့မှကျမထင်တာတလို့လွယ်ကူပါမလားဒါကတော့လှုပ်ကြီးမှသိမှာပဲသူ့အခန်းကိုကျွန်တော်အမြဲရှင်းလင်းထားတယ်သူတစ်ချိန်ချိန်ပြန်လာတဲ့အခါအစင်သက်နေအောင်မယ်သူရပိုင်ခွင့်နေဝေစုတွေအကုန်လုံးကျွန်တော်တို့ခွဲဝေမြူကြသေးဘူးဒီတိုင်းထားတယ်ကျမမရှိတော့ဘူးဟုထင်ရင်ကျမယောက်ျားကမြတ်သူအကိုလို15နှစ်ကြာတဲ့အထိရပိုင်ခွင့်တွေကိုမတိုးမထိပဲထိုင်ဆောင်နေမိလားထို့သို့တွင်ပြီးတော့ကျမပြုံးမိသည်ရှိခက်လာသောကလေးတယောက်ခက်လန်းလန်းမှဖြတ်သွားသည်သူနဲ့မတန်တဆကြီးနေသောဘောင်းမီအတူအပြာရောင်ကိုဝတ်ထားသည်သူခက်လာသည့်ရေပုံးကလည်းအကြီးကြီးပါပဲကိုခန္ဓာနဲ့မလိုက်သည့်အလေးပင်ကြီးကိုဆွဲလာရသဖြင့်ကိုလေးကတချမ်းပင်စောင်းနေသည်မနာရင်ကန်ဆွဲလာရလို့ရေတွေကလည်းဖိတ်ဆင်နေသည်သူ့ကိုအောက်ပိုင်းတစ်ခုလုံးလည်းရေတွေရွှဲလို့ကြည့်ရတာအခောက်ရည်တော်တော်များနေပြီထင်ပါရဲ့သို့တော့ကလေးမျက်နှာမှာမနိုင်သည့်ဝင်ကိုထမ်းနေရသည်ဟုညူစုခါသိမှုမျိုးမရှိအင်းလေသူထမ်းနေရသည်ဝန်ကသူမိဘအတွက်ဖြစ်မှာ ਉਹ ကျမသူကလေးကိုလမ်းကြည့်ရင်စိတ်မသက်မသာဖြစ်လာသည်ကလေးသွားရသူကျမလေပြန်လှည့်ကြည့်မိသည်ကျမသာကလေးပြတ်မချခဲ့ဘူးဆိုရင်ကျမသားလေးဒီရွယ်ရှိနေရောမည်ကျမပင်သက်တစ်ချက်ရှိုက်ခါမျက်နှာလွှဲလိုက်မိသည်ကျမတို့နှစ်ယောက်အနီးသို့ထိုးကပ်လာသောခြေတံတစ်ခုကိုကြားရသည်
တရွတ်ဆွဲလာတော့ခြေတံကျမအမေရွယ်ဖွားကြီးတယောက်ခါကိုင်းကိုင်းကညွတ်ကွေးနေသည်တောင်ဝေးဖြစ်ဝလုံးလေးတစ်လုံးကိုထောက်ကင်ထားသည်မျက်စိမောင်ဟန်ရှိသည်အဝတ်အစားနွမ်းနွမ်းဖက်ဖက်မြို့မှာကျန်ရခဲ့သောအမေကိုတတိယသွားသည်လူလေးတို့သမီးလေးတို့ထမင်းမိုးလေးတနာပါအယောင်စင်းမရှိတော့ခြေရမျက်နှာတုပ်ပွားကိုလေဘင်းမှာပတ်ထားသည်ဖြန့်ထားသောလက်ဝါကအရွယ်အိုးလိုလားအင်အားမရှိတော့လို့လားတဆက်ဆက်တုံးနေသည်ကျမအမေလိုပဲပိန်ပိန်တိတ်တိတ်ကျမခဏငေးကြည့်နေမိပြီးနောက်ကျမလွယ်ထားသောအိတ်တီးထဲမှ200ကျွတ်ကိုထုတ်ပေးမိသည်အဖွားကြီးတာရုခေါ်ကစူရမဆုံးနိုင်အောင်ပြီးလျက်တုံတုံချီချီဖြင့်ထွက်သွားသည်အဖွားကြီးကိုတီလာရင်သိပါရဲ့ဟိုဘက်ရက်ကွက်ဆွန်ကတဲလေးတစ်လုံးမှနေရဲ့အဲ့ဒီပစံကိုသူဘာသုံးမယ်ထင်လဲထမင်းစားမလားသူကကျမအားလှည့်ကြည့်သည်ခင်ဗျစေနာရှိလို့ပေးလိုက်ပြီပဲသူဘာသုံးလဲထင်မစင်စားနေတော့လေကျမသိချင်တယ်သိချင်တော့ပြောပါမယ်သူကသူ့လက်ထဲကကြောက်ခဲလေးတစ်လုံးကိုကန်ရည်ပြင်းထဲသို့ပြစ်ပေါက်လျက်ပြောသည်သူ့မှာအရက်ဆွဲနေတဲ့သားတယောက်ရှိတယ်ဖေဟာကြီးကျမရင်ထဲမှာခါသက်စွာနာကျင်သွား၏ဒီဖွားကြီးသူ့သားကိုဒီလောက်လိုလိုက်ဖို့မကောင်းကျမဘာမှပြန်မပြောလိုက်မိပါသူနဲ့ကျွန်တော်အမေနဲ့ရွယ်ရူးပဲငယ်ငယ်ကအင်ဂျင်ကက်ရက်တဲ့ကိုမြင့်သူတို့မှအမေရှိသေးလားသူကောင်းရန်သည်အမေကမြတ်သူကိုပြန်လာမလားတဆောင်းဆောင်းနဲ့နေခဲ့တာ9နှစ်လောက်ဆောင်ပြီးတော့အမေတရားပဲကျမရင်ထဲမှာနှင့်သွားပါသည်ပြန်လာတော့ဒီလူတယောက်ကိုစောင့်မျှော်ရရင်ဆွဲကောင်းဆုံးလူမှမိခင်ဖြစ်လိမ့်မည်ပျောက်ဆုံးသူကြောင့်ဖြစ်ရသည့်လက်ဟာချင်းတန်ကိုမခံနိုင်ဆုံးသူမှလည်းမိခင်ပဲဖြစ်လိမ့်မလားမသိပါပဝင်းကျင်သည်တပြေးပြေးမောင်းလာသည်ငှက်တွေကစူညံစပြူလာသည်ကောင်းငင်အဆက်မှာငှက်တအုပ်ပြန်ကျေးစွာပြန်တန်းလာကြ၏သူတို့သည်ရေကန်အဆက်ကတစ်ပင်မော်ရီမှာအိတ်တန်းတကြမိခြင်းသည်ဒါနဲ့မနေ့ပြန်တောင်ပေါ်ဖျားကိုဘယ်ချိန်သွားခြင်းလဲဗျအိမ်ကဒရိုင်ဘာနားရရမို့တကယ်ချင်းကိုကားမောင်းခိုင်းရမှာကျမညင်းလိုက်သည်ရသူ10ရန်အောင်ခဲ့တဲ့အကြောင်းကိုတွားကြည့်ပြီးမနေ့ပြန်ကျမပြန်တော့မယ်လေသူဘာမှထင်မြင်ချက်မပေးပါခေါင်းကိုသာညှိလိုက်သည်ကျမအိမ်မှာထွက်ခဲ့တာ9ရက်ရှိပြီသမီးအိမ်တော်ရေးစိတ်မပြေမှန်းသိတဲ့ဖြင့်စိတ်ပြေလက်ပြောက်ဖြစ်အောင်အေးအေးဆေးဆေးနေဟုမိကပြောလိုက်ပေမဲ့မြင်မြင်ပြန်လာစေချင်လိုက်မည်ကျမတို့ပြန်လှည့်ကြဖို့ဟန်ပြနေစမှာငှက်လောက်အင်္ဂလိပ်ကိုဆွဲလျက်ရှောက်လာတော်လူတယောက်ကကျမတို့ဘေးမှကြော်ဖြတ်သွားသည်သူ့လောင်အိမ်ထဲမှာဇယလေးတွေအများကြီးတွေ့ရသည်သူရေကန်ကိုအမိပြုလျက်အစားရှာနာကိုကြတော့ငှက်ကလေးတွေဖြစ်လိမ့်မည်ရောင်းမူလားကျမမေးတော့ထိုလူကခေါင်းညိတ်သည်တကောင်ဘလောက်နဲ့ရောင်းမှလဲ90သူ့လောင်အိမ်ထဲမှာတော့14-5ကောင်မကပါကျမအကုန်ဝယ်မယ်ငှက်တွေအကုန်လုံးကိုကျမဝယ်ပြီးလွတ်ပေးလိုက်ပါသည်တောင်မှဖြစ်ဖြစ်ခက်လျက်သွေးယူသွေးရမ်းပြင်ပြီးကြတော့ငှက်ကလေးတွေကိုကြည့်ကကျမစိတ်ချမ်းသာသွားသည်ငှက်ကလေးတွေတကောင်ချင်းသည်လည်းမြတ်သူလည်းဖြစ်၏ကျမလည်းဖြစ်၏အနောင်ဖွဲ့မျိုးစုံမှလွမြောက်ခြင်းသောတခြားလူတွေလည်းဖြစ်သည်ငှက်တို့သည်ကောင်းကင်စီဦးတည်ပြီးပြန်သွားတော့လေခဏအတွင်းတွင်တစ်ပင်အုံများရှိရာသို့လမ်းကြောင်းပြောင်းသွားကြသည်ရှီဆုံးကတကောင်ကခေါင်းဆောင်နောက်မှာအဖွဲလာလွတ်လပ်မှုအရာသာကိုငှက်ကလေးတွေကအသိဆုံးပေါ့ခင်ဗျားပတ်စံကုန်လိုက်ရတာပဲရှိရဲ့အဲ့ငှက်တွေကနောက်နေ့မှဒီလောက်အိမ်နဲ့ပြန်ရောက်ရအောင်ပါပဲအိုးမဖြစ်နိုင်လားဒီလူကပြန်ဖမ်းမှာပဲပြီးတော့ခင်ဗျားလူတွေကိုတကောင်90တရားနဲ့ပြန်အောင်မှာကျမရှိမောမိသည်အကူဟာလီမြတ်သူအကူသာဆိုတယ်တော်တော်ဆုံးမြင်တယ်လို့ငှက်လွတ်တဲ့တလေးဟာလွှတ်ရသူအတွက်စိတ်ချမ်းသာစေတယ်ငှက်ဖမ်းသူအတွက်ငွေရှင်စေတယ်ရှင်ဒါပေမဲ့ငှက်ကလေးတွေအတွက်တော့လောင်ချိုင်ထဲကနေထွက်ရရလို့မရှိတော့ဘူးလေဗျာဒီလူတယောက်တည်းရဲ့လောင်ချိုင်ဖြစ်မလားတခြားငှက်ဖမ်းသူတွေရဲ့လောင်ချိုင်ဖြစ်မလားတခုခုပဲအိုးဒါတော့ငှက်ကိုအကူရဲ့လူလုံးမမဆမ်းပဲထိုစကားကိုပြောပြီးမှကျမတကူကိုတွေးဖို့တတိယသွားသည်လူကစွမ်းသလားကျမသည်လူကစွမ်းသည်ဟုလက်ခံထားသူလားတွေးလိုက်ပြီးတော့စိတ်မကောင်းဖြစ်သွားသည်ကျမတကယ်ပဲလောင်ချိုင်ထဲကနေဖောက်ထွက်နိုင်လို့လားဖောက်ထွက်နိုင်မှာဘူးအခုပဲကျမအိမ်သို့ပြန်တော်မူအမေရှိရာသို့ပြန်လာပါဟုကိုဘလို့ပဲလှည့်စားသည်ဖြစ်စေအိမ်ဆိုသည်မှာတနည်းအားဖြင့်သူရှိနေသောနေရာမဟုတ်လား
ကျမမပြန်ချင်ဘူးခါသက်စွာတွေးမိသည်သို့တော့တစ်ချိန်တည်းမှာပဲသူကျမရဲ့အိမ်ပြန်ခြင်းကိုစောင့်မျှော်နေမလားပူပင်နေမလားဟုတွေးကြည့်မိသည်ကျွန်တော်တို့မိမပေးစားခဲ့ဖို့ကောင်းတယ်ရှင်အော်တကယ်လို့ဒါလူပြိုလူလို့မဟုတ်ပဲအိမ်အောင်တယ်ဖြစ်ခဲ့မယ်ဆိုရင်ဒီကောင်ခုလိုပျောက်သွားမှာမဟုတ်ကျမကိုမြင့်သူကိုမောကြည့်မိသည်အဲ့ဒီလိုတော့ကောက်ချက်ချလို့မရနိုင်ပါအိမ်အောင်ဘက်ဆိုတာလူတစ်ယောက်ကိုမြဲနေအောင်ကြည်ထားနိုင်တဲ့ကျိုးဟုတ်လို့လားကိုရဲ့ကျမမေးမိသည်ကျွန်တော်အတွက်တော့သမီးနဲ့ဇနီးကတကယ်တွေ့တာနှောင်ဖွဲ့မှုတွေပဲလေဗျာကျွန်တော်ရှာတဲ့ငွေကျွန်တော်ရှာတဲ့ချမ်းသာဒုက္ခအလုံးကသူတို့အတွက်ပဲကျမအတွက်တော့အိမ်အောင်ကြီးကနှောင်ချိုးမဟုတ်ဘူးစိတ်ထဲကရေရွတ်မိသည်သို့တော့ကို့အထွေးကိုမယုံကြည်နိုင်စိတ်ဖြင့်အောင်တသက်ဖြစ်သွားသည်ထို့နောက်ကျမတဲခိုရအဲ့ရိတ်သားတို့အပြန်လန်တွင်ကိုမြင့်သူကကားမောင်းသူအားပွဲရုံတစ်ခုသို့ခဏဝင်ရန်ပြောသည်ခဏတော့မမကျွန်တော်ဟွန်တီလွဲထားတဲ့ငွေအကြောင်းမေးချင်လို့အိုးရရဲ့ကိုအေးအေးဆေးဆေးသွားပါကားမောင်းသူနဲ့ကျမသာကြံခဲ့သည့်အချိန်တွင်ကားမောင်းသူကကျမအားစကားတစ်ခုပြောသည်သူ့ညီကိုဆရာတော်တော်ချစ်တာအမရဲ့အော်ဟုတ်မှာပဲသူစကားရရဲ့မှလည်းသူ့ညီပေါ်တန်ရောစင်တွေကတိတာထင်ရှားနေသည်သို့တော့ထိုတန်ရောစင်ကမြတ်သူ၏လောကထဲမှထွက်ခွာသွားခြင်းစိတ်ကိုတားဆီးနိုင်သည့်အထိတော့မစွမ်းသာခဲ့ဘူးဟုကောက်ချက်ချရမလားနင့်ပေါ်ဘာတွေကမြန်ဖိစီးနေခဲ့ပါလဲတငယ်ချင်းတော်တော်ချစ်ခင်ရတဲ့လူတစ်ယောက်ကအခုလိုထွက်သွားရဲစာမြုံနိုင်ကြပဲဘာဖြစ်လို့ပါလဲကျမရဲ့အတွေ့ကိုစကလုံးဖြစ်အမတ်တမဲ့ရေရွလိုက်မိချိန်တွင်ကိုမြင့်သူကားထဲပြန်ဝင်လာသည်သူတစွန်းတစကြားသွားသည်မြင့်သူလားမြင့်သူမှာဖြစ်ပေါ်နေခဲ့သည့်စိတ်ဖြစ်စိတ်ချခံစားမှုသည်ညီကိုအချစ်ထက်သားမိချစ်ထက်ပို၍အားကောင်းနေနိုင်သည်ဟုတွေးမိသွားသည်ခင်မွန်းစီမှဝေးနိုင်သမျှဝေပြေးဖို့ဟုသည်ခါသည့်စိတ်ကိုမမေ့ချစ်ကပေးအပ်သည့်လုံခြုံတွေထွေးမှုကတွန်းဖယ်မပေးနိုင်သလိုပေါ့မြင့်သူကထွက်သွားတော့မဖြစ်နိုင်ပါဘူးကားထွက်လာချိန်မှာကိုမြင့်သူကပြောသည်တနည်းအားဖြင့်အဖို့ခံလိုက်ရဖြစ်မှာပါကျမကိုမြင့်သူကိုအံ့ဩတကြီးလှည့်ကြည့်မိသည်ဟင်ဘယ်သူကဘယ်ကိုပို့မှာလဲမသိဘူးလေသူ့ကိုဖမ်းခေါ်သွားလဲဖြစ်နိုင်တာမဟုတ်လားကျမတစ်ခါမှမစဉ်းစားခဲ့ဘူးဒီဖြစ်နိုင်ချေတစ်ခုပါလားမဟုတ်ပါဘူးအဲ့လိုဖြစ်ခဲ့မှာမဟုတ်ပါဘူးကိုမြင့်သူဘယ်ချင်းလေးကိုအမျော်လင့်ဆုံးဖြစ်မလဲဖြစ်နိုင်ချေနံပါတ်1တကယ်ပဲရည်ရဲဆင်းသွားခြင်းနံပါတ်2ရေကန်နဲ့ဆင်းဟန်ဆောင်ပြီးတနည်းအားမှာဇက်မြုံနေထိုင်ခြင်းနံပါတ်3ဖမ်းခေါ်သွားခံရခြင်းကျမရင်ထဲမှာတင်းချက်လာသည်ကျမဆိုရင်ရောဘယ်ဖြစ်နိုင်ချေကိုယုံကြည်လက်ခံခြင်းမလဲနှလုံးသားနဲ့မဟုတ်ပဲအုံနောက်နဲ့စဉ်းစားကြည့်စမ်းမအောင်အကိုရဲ့မြတ်သူတကယ်တည်သွားတာရောမဖြစ်နိုင်ဘူးလားကိုမြင့်သူဘာမှမပြောပါကားရှိတဲ့တဲ့ကိုသာစူးစိုက်ငေးလျက်ရှိသည်ဆီယမကျူရဲ့ရေကန်ဘေးမှာဝတ္ထုကိုနားဆင်ခဲ့ကြသူများကိုအထူးပဲကျေးဇူးတင်မိပါတယ်